အကယ်၍မြန်မာနိုင်ငံဆိုတာမရှိခဲ့ဘူးဆိုပါစို့အိန္ဒိယနဲ့ထိုင်းကြားမှာမြေပြင်မရှိပဲပင်လယ်ကြီးပဲခြားထားမယ်ဆိုရင်အရှေ့တောင်အာရှတစ်ခုလုံးရဲ့တမိုင်းကလုံးဝကိုမတူကွဲပြားသွားမှာပါပထဝီအနေထားကနေစပြောရရင်မြန်မာနိုင်ငံကအိန္ဒိယနဲ့အရှေ့တောင်အာရှကိုဆက်ပေးထားတဲ့တရားတစ်စင်းလိုပါပဲအဲ့ဒီတရားမရှိခဲ့ရင်လူတွေကုန်ပစ္စည်းတွေအယူဝါဒတွေကုလူဆက်ဆံရတာခက်ခဲသွားပါမယ်အိန္ဒိယဘက်ကယဉ်ကျေးမှုတွေအရှေ့တောင်အာရှထဲဝင်ရောက်ဖို့မလွယ်ကူတော့ပါဘူးအရှေ့တောင်အာရှကတရုတ်ယဉ်ကျေးမှုကိုပိုပြီးမိကိုသွားရနိုင်ပါတယ်အချင်းချုပ်ရရင်ဒေသတစ်ခုလုံးတစ်ဖက်ဆောင်းနှင်းဖြစ်သွားနိုင်ပါတယ်ထေရဝါဒဗုဒ္ဓဘာသာဟာမြန်မာကနေတဆင့်ထိုင်းလာအိုကမ္ဘောဒီးယားတို့ကိုအဓိကဖြန့်ချိခဲ့ရတာပါမြန်မာမရှိခဲ့ဘူးဆိုရင်ဗုဒ္ဓဘာသာပြန့်ပွားမှုကဒီထက်နောက်ကျနိုင်ပါတယ်ပကံလိုဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာအထင်ကရမျိုးကြီးလည်းပေါ်လာမှာမဟုတ်ပါဘူးဒီနေ့မြင်နေရတဲ့ယဉ်ကျေးမှုတွေကတမျိုးတစ်ပုံဖြစ်သွားနိုင်ပါတယ်မြန်မာနိုင်ငံကအင်္ဂလိပ်တွေအတွက်အိန္ဒိယကနေအရှေ့တောင်အာရှကိုဝင်ရောက်ဖို့အရေးကြီးတဲ့ဝင်ပေါက်ပါဒီဝင်ပေါက်မရှိရင်အင်္ဂလိပ်တွေဒီဒေသကိုလွှမ်းမိုးဖို့ပုံမှုခက်ခဲသွားပါမယ်ပြင်သစ်ဒါမှမဟုတ်တရုတ်ရဲ့တက်ရောက်မှုကပိုကြီးမားနိုင်ပါတယ်ဒီနေ့မြင်နေရတဲ့နိုင်ငံနဲ့နမိတ်တွေဘာသာစကားတွေတောင်ပြောင်းလဲနေနိုင်ပါတယ်မြန်မာအကအအမှုပညာပကြီးတွေမရှိတော့ပါဘူးအိန္ဒိယတရုတ်ဒေသခံယဉ်ကျေးမှုတွေပေါင်းစပ်ထားတဲ့အစားအစာတွေလည်းရှိလာမှာမဟုတ်ပါဘူးမြန်မာနိုင်ငံမှာလူမျိုးစုံဘာသာစကားစုံယဉ်ကျေးမှုစုံရှိပြီးမြန်မာနိုင်ငံမရှိတဲ့ကမ္ဘာရဲ့တမိုင်းမှာလည်းအင်အားချိန်ခွင်ရှာညီမျှတော့မှာမဟုတ်ပါဘူးမြန်မာဆိုတာနိုင်ငံတစ်နိုင်ငံပဲမဟုတ်ပါဘူးတမိုင်းကိုပြောင်းလဲပေးနိုင်တဲ့အရေးကြီးလာတဲ့ဖြစ်တည်မှုပါအဲ့လိုမျိုးတွေးကြည့်လိုက်မယ်ဆိုရင်နိုင်ငံတစ်ခုကကမ္ဘာတစ်ဝက်လောက်ကိုဘယ်လောက်ထိတက်ရောက်နိုင်လဲဆိုတာအံ့ဩစရာမြင်တွေ့ရမှာပါ